မင်္ဂလာပါ UPN Sun Code Dash မှာကြိုဆိုပါရစေဒီနေ့မှာမိတ်ဆွေတွေကိုအလဲခေါ်သွားမယ့်နေရာလေးကတော့ UPN Sun Code Dash မှာ IGS Maker များကိုတက်ဆင်ထုတ်လုပ်ပြီးတော့ QC စမ်းသပ်တဲ့နေရာလေးပဲဖြစ်ပါတယ်ဒီနေရာလေးရဲ့ဒီနေရာကတော့တောင်ကုန်စက်မှုဆုံးဟာခါလမ်းမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်စက်ရုံတွေကိုသွားလိုက်ရအောင်စက်ရုံရဲ့ဝင်သွားမှာတော့ QC test လုပ်တဲ့အခါမှာအဆင်ပြေသေးဖို့ကျွန်တော်ကိုပိုင် transformer တက်ဆင်ထားတဲ့အပြင်မီးဖြတ်တဲ့အခါမှာလည်းအသုံးပြုနိုင်လို့ကျွန်တော်မီးစက်ပါအဆင်သင့်တက်ဆင်ထားရှိပါတယ်ဒါလေးကတော့ 7 set ကိုတက်ဆင်နေရပဲဖြစ်ပါတယ်ဒါဆိုရင်အထက်ကိုဆက်သွားအထက်မှာတော့ကျွန်တော် cold story box အမှားစားတဲ့ပြင်ဆင်နေရပဲဖြစ်ပါတယ်လက်ရှိဒီဆက်ရုံမှာတော့ကျွန်တော်တို့3တန်ဆက်နှလုံးတန်9မှုဆက်တစ်လုံးရဲ့ကိုလက်ရှိတက်ဆင်ထုတ်လုပ်နေရပဲဖြစ်ပါတယ်စက်ရုံထဲမှာတော့ကျွန်တော်ပြည်ပနေတင်သွင်းပြီးတော့မြန်မာနိုင်ငံတွင်းမှာလုံးဝအသုံးမပြုရသေးတဲ့ compressor တွေမီးစက်တွေ cold storage box ရဲ့အစိတ်ပိုင်းတွေလည်းကျွန်တော်ရှိပါတယ်စက်ရုံမှာတော့မိတ်ဆွေတို့အနေနဲ့ iChoose business ကိုစတင်ဖို့စိတ်ဝင်စားပြီးစက်တွေနဲ့ပတ်သက်ပြီးတော့သိရှိလိုတာများကိုကျွန်တော်စက်ရုံမှာလာရောက်လေ့လာတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့လက်တွေ့လေ့လာနိုင်အောင်အစဉ်စဉ်ဖြစ်အောင်လို့ကျွန်တော်10တန်ဆက်တွေ2တန်20ဆက်တွေနဲ့15တန်ဆက်တွေလည်းကျွန်တော်တို့တက်ဆင်ထားပါတယ်ဒီနေ့မှာတော့ကျွန်တော် QC စမ်းသပ်နေတဲ့15တန်ဆက်ရေခဲထွက်မှုကိုလေ့လာကြည့်ရအောင်ရေခဲလုံးလေးများစထွက်လာပါရေခဲလုံးလေးရဲ့အနေထားတစ်ချက်ကြည့်လိုက်ပါလဲဦးတိုင်းခေါင်းမမဟုတ်ဘဲနဲ့ချစ်လက်ပြီးတော့ကြည်လင်တဲ့အနေထားကိုတွေ့ရမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းစတင်မှုစိတ်ဝင်စားရဆိုရင်မိမိတိဆောက်လို့သောဆက်အတွက်လိုအပ်မဲ့နေရာအခြေဝန်းနေကျွန်တော်လျှက်စစ်ပြီးသုံးဆွဲမှုတွေသိရှိလိုတာများအတွက်ကျွန်တော်ကိုစမ်းမှုရဲ့ဖုန်းဖြစ်တဲ့39 2500 19558ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်လုပ်ငန်းများလည်းအဆင်ပြေတိုးတက်ပါစေကြောင်းဆုမွန်ကောင်းတောင်းရပါတယ်ခင်ဗျာ